rồi cho nó cái gì này bảo tôm này VVH power thoát đất bông sen của tôm này bảo tôm này VVH power thoát đất bông sen sao lại được không VVH power thoát đất bông sen của chỉ mấy solution cho nó đi mà xài lên này dễ bị rồi VVH power BSYS hả BSYS luôn có đấy VVH power luôn đấy có đấy VVH power số là bé phone này mà có lấy luôn mấy solution qua công phone này mà solution VVH power số bị đó tông này qua công phone này mà bé phone này mà đấy công này mà MTK phone này mà trả rồi cho nó bảo luôn tông này BSYS số tông bảo này VVH power số đi mà bảo lấy luôn mấy solution VVH có thể xem hiện tại là bộမျိုးsao chết đấy system bộ chết đấy circuitပြတစ်ခုလုံးနေရအနှံ့ကိုရောက်တယ်circuit ပြပုံမှာလိုအပ်တဲ့ IC တွေကို supply board အနေနဲ့ VVH power ကိုပေးသွင်းတာပေါ့နော် VVH power board ဒီဘယ်လောက်ရှိလဲလို့မေးလို့ရှိရင် 3.7 ကနေ 4.2 volt ထိရှိပါတယ်အဲ့တော့ VVH power BSYS ထွက်ရှိလာတဲ့ပုံစံတွေကိုကြည့်မယ်ဆိုလို့ရှိရင်ငါတို့မနေ့ကဗာလေ VVH အကြောင်းကိုသင်တယ်မလား VVH platform အကြောင်းကိုသင်တယ်မလားအဲ့ platform ထဲမှာဘာတွေပါလဲလို့မေးလို့ရှိရင် battery connector ကနေ BGIC ကို VVH ရောက်တယ်တခါ second PMU ကိုသုံးထားလို့ရှိရင် VVH ဒီ second PMU ကိုရောက်တယ်တခါ second PMU မသုံးဘူး charger IC ကိုသုံးထားရဆိုရင် charger IC ကိုရောက်တယ်ဥပမာ PMI 632တို့ဘာလို့သုံးထားလဲဆိုလို့ရှိရင် PMI 632ကိုပဲ VVH ရောက်တယ်အဲ့ဒီ VVH ရောက်တဲ့နေရာအဲ့ VVH ရောက်တဲ့ ICD ဘာလို့ကိုလုပ်လဲလို့မေးလို့ရှိရင် VVH power ထုတ်တဲ့အလုပ်ကိုလုပ်တယ်လေဘာမှခက်တာမဟုတ်ဘူးနားလည်လားဘာလို့ဆက်ပြကိုကြည့်လိုက်မယ်ဆက်ပြကိုကြည့်လိုက်တဲ့အခါမှာ power IC နှလုံးသုံးထားတယ် main power IC နဲ့ second power IC သုံးထားတယ်ဆိုရင် VVH power ဘယ်ကထွက်မှာလဲ second power IC ကထွက်VVH ဒီဘယ်ကိုရောက်မှာလဲ second power IC ကိုပဲရောက်တယ်နားလည်လားမသိဘူးအဲ့တော့ကျွန်တော်ဒီမှာကြည့်အောင်ဗျအဲ့ VVH power ထွက်တဲ့ပုံစံကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာဘယ်လိုပုံစံတွေ့ရလဲဆိုလို့ရှိရင် DIC ရဲ့နေရာမှာ charger IC လေးဖြစ်နိုင်တယ် second PMU လေးဖြစ်နိုင်တယ် VGIC လေးဖြစ်နိုင်တယ် SMB IC လေးဖြစ်နိုင်တယ်ဒါမှမဟုတ် PMU IC လေးဖြစ်နိုင်တယ်အဲ့ဒီ IC ကနေဘာထွက်လဲ VVH power VVH power ထွက်တဲ့ပုံစံဒီဘယ်လိုပုံစံထွက်တယ်လဲလို့မေးလို့ရှိရင် coin တစ်လုံးကို switch လုပ်ပြီးတော့ထွက်တယ်ဘာထွက်လဲ coin တစ်လုံးကို switch လုပ်ပြီးတော့ထွက်တယ်အဲ့ဒါကိုဘာ coin လို့ခေါ်လဲဆိုလို့ရှိရင် charging coin သို့မဟုတ် BPH power coin ဆိုပြီးတော့လည်းခေါ်ပါတယ်ဟုတ်ပြီနော် charging coin သို့မဟုတ် BPH coin လို့ခေါ်တယ်ဒါဆိုရင်ကျွန်တော် charging IC နားမှာ coin တစ်လုံးတွေ့ကိုတွေ့ရမှာပေါ့ VGIC သုံးလိုက်ရင်လည်း VGIC ဘက်မှာ coin တစ်လုံးပါမယ် second PMU သုံးလိုက်ရင်လည်း second PMU ဘက်မှာ coin တစ်လုံးပါအဲ့တော့ VVH power ထွက်တဲ့လမ်းကြောင်းမူလရင်းမြစ်ကိုရှာဖို့ဆိုလို့ရှိရင်ကျွန်တော်ရှာတဲ့နီးကဘယ်လိုနည်းရှိလဲဆိုလို့ရှိရင်အဲ့ဒီ VVH power လမ်းကြောင်းမှာတစ်ဖက်ရှိထားတဲ့ booster C ground မရှိတဲ့ capacitor လေးတစ်လုံးရှိပါတယ်။ဘာတစ်လုံးရှိလဲ ground မရှိတဲ့ capacitor လေး။အဲ့တော့ငါတို့က VVH power ကိုရှာမယ်ဆိုလို့ရှိရင်နံပါတ်1 battery connector ကနေ VVH board တွေဘယ်ကိုရောက်မလဲဆိုတာကိုအရင်သိအောင်လုပ်ရမယ်။ charger IC ကိုရောက်တယ်ဆိုလို့ရှိရင် charger IC ဘက်မှာ coin တစ်လုံးပါမယ်။အဲ့ဒီ coin နားမှာဘာတစ်လုံးပါမလဲ booster C လေးတစ်လုံးပါမယ်။ဒါဆိုရင်အဲ့ booster C နားက coin ဒီဘာ coin လဲ VVH power ကိုထုတ်ပေးတဲ့ coin နားလည်လားမသိဘူး။နားလည်နော်။ဘယ်လိုလဲပဲနော်။ဒါဆိုရင်ကျွန်တော် circuit ပြလေးနဲ့ရှာကြည့်မယ်ဗျ။အဲ့တော့ကျွန်တော် circuit ပြတွေကတော့အများကြီးရှိတယ်အများကြီးရှိတဲ့အချိန်မှာကျွန်တော်ဒါပါလဲဆိုလို့ရှိရင် Redmi Note 3 BGIC ကိုသုံးထားတဲ့အမျိုးအစားဒီပုံဆိုလို့ရှိရင်ဗာလဲ BGIC ကိုသုံးထားတဲ့အမျိုးအစားဒီကိုကြည့် BGIC ကိုသုံးထားတဲ့အမျိုးအစားဒါတွေကတော့ထားလိုက်ဒီကောင်တွေက model အဟောင်းနေဆိုတော့ဒီမှာကြတော့ကျွန်တော် Samsung မှာဆိုလို့ရှိရင်တော့ကျွန်တော်ဘာသုံးထားလဲ Charger IC သုံးထားတဲ့အမျိုးအစားဘာသုံးထားလဲ Charger IC ကိုသုံးထားတဲ့အမျိုးအစားဒီကောင်လည်းကြော်လိုက်မယ်ဒါကြတော့ကျွန်တော်တို့ဒီကောင်ကကြတော့ Mi 6 ထင်တယ် Mi Redmi 6A လား 6A လားမသိဘူးเนาะဒီကောင်မှာကြတော့ကျွန်တော်ဘာ IC သုံးထားတော့ main power IC နဲ့ second power IC ကိုသုံးထားတဲ့အမျိုးအစားဒါကြတော့လေ Redmi Note 3 Pro ကကြတော့ဘာဖြစ်မလဲ main power IC နဲ့ second power IC ကိုသုံးထားတဲ့အမျိုးအစားပြီးလို့ရှိရင်ကျွန်တော်ဒီကောင်ကိုကြည့်မယ်ဒါကြတော့ Note 5 မှာကြတော့ဒီဘက်မှာ main power IC ကိုသုံးတယ်ဒီဘက်ချမ်းမှာဘာသုံးထားလဲ BGIC ကိုသုံးထားတဲ့အမျိုးအစားဒါကကြတော့လေကျွန်တော်တို့ဘာသုံးထားလဲဆိုလို့ရှိရင်ဒါ Vivo ထင်တယ်ဒီဘက်မှာဘာသုံးထားလဲ main power IC ကိုသုံးတယ်ဒီဘက်ချမ်းမှာကြတော့ဘာသုံးထားလဲ BGIC ကိုသုံးထားတဲ့အမျိုးအစားဒါဆိုလို့ရှိရင်ဒီဖုန်းတွေကိုကျွန်တော်တို့ဘာလုပ်ကြည့်မလဲဆိုလို့ရှိရင် VVH power ထွက်တဲ့အကောင်ကိုကျွန်တော်တို့ meter လေးနဲ့ပဲလိုက်ရှာမယ်ဘာလဲရှာမလဲ meter လေးနဲ့လိုက်ရှာကြည့်မယ်အဲ့တော့ number 1 power IC နှလုံးသုံးထားတဲ့အမျိုးအစားကိုကြည့်ပါမယ်ဘာမျိုးကြည့်မလဲ power IC နှလုံးသုံးထားတဲ့အမျိုးအစားအဲ့တော့ power IC နှလုံးပဲသုံး power IC တစ်လုံးပဲသုံးကျွန်တော်တို့ကဘယ်လိုပုံစံလာလဲဆိုလို့ရှိရင် battery connector က voltage တွေဘယ်ကိုရောက်မှာတော့ charger IC တော့မဟုတ် second PMU ကိုရောက်မှာမလားအဲ့ second PMU ကနေဘာထွက်မလဲဆိုလို့ရှိရင် coin တစ်လုံးကို switch လုပ်ပြီးတော့ထွက်မယ်ဒါ VVH power လမ်းကြောင်းပဲအဲ့ coin ကိုတိတိကျကျရှာတွေ့နိုင်ဖို့အတွက်ဘာကိုရှာမလဲ booster C ကြောင်းမရှိတဲ့ C လေးတစ်လုံးကိုလိုက်ရှာဒါကိုကျွန်တော်တို့ဘာလုပ်မလဲ VVH power လမ်းကြောင်းအဲ့ VVH power ဒီဘယ်ကိုသွားလဲဆိုလို့ရှိရင် power IC တွေကိုသွားပါတယ် power IC တွေကိုသွားတဲ့အခါမှာလမ်းကြောင်းတွေအများကြီးခွဲပြီးတော့ capacitor တစ်လုံးချင်းစီခံပြီးတော့ဝင်သွားတယ်ဟုတ်ပြီလားဒါဆိုရင်အဲ့ဒီလမ်းကြောင်းကိုကျွန်တော်တို့လိုက်ချက်ကြည့်အောင်လိုက်ရှာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာကိုလိုက်ရှာမလဲဆိုလို့ရှိရင် VVH power လမ်းကြောင်းကိုရှာမယ်အဲ့တော့အရင်ဆုံးဘာကိုကြည့်ရမလဲလို့မေးလို့ရှိရင် battery အပေါင်းလမ်းကြောင်းကိုရှာမယ်ဘာလမ်းကြောင်းရှာမလဲ battery အပေါင်းလမ်းကြောင်း B battery ဘယ်နေရာကိုရောက်တယ်လဲဆိုတာကိုအရင်လိုက်ရှာမယ်အဲ့တော့ B battery ဘယ်နေရာကိုရောက်တယ်လဲဆိုတာလိုက်ရှာမယ်ဆိုလို့ရှိရင်လိုချင်တာအနီထောက်လို့ပြောတဲ့အတွက် meter ကို time scale ကိုလှည့်ပြီးတော့ဘယ်လိုထောက်ရမလဲ
B ဘက်လမ်းကြောင်းမှာအနီကိုထောက်မှာအဲ့တော့ B ဘက်လမ်းကြောင်းကိုအရင်ကျွန်တော်ရှာကြည့်မယ်ဗျ ground ကိုအရင်လိုက်ရှာလိုက်မယ်ဒါဆိုဒီဘက်ငုတ်က ground ဒီဘက်ငုတ်ကဘုံငုတ်မှာပါကိုထောက်မှာလဲအနီကိုထောက်ပြီးတော့ကျွန်တော်တိုင်းကြည့်လိုက်မယ်တိုင်းကြည့်လိုက်တဲ့အခါမှာဒီ capacitor လေးကိုလည်းသူကရောက်တယ် B ဘက်လမ်းကြောင်းကဒီကောင်လေးတွေကိုရောက်ပြီးတော့သူကဘယ်ကိုသွားမှာလဲ charger IC တော့မဟုတ် second PMU ကိုသွားမှာမဟုတ်ဘူးလားဘယ်ကိုသွားမှာလဲ second PMU ကိုသွားမယ်အဲ second PMU ကိုဘယ်နဲ့ဝင်လဲဆိုလို့ရှိရင်ဟောဒီ capacitor လေးကို filter လုပ်ပြီးတော့ဘယ်နဲ့ဝင်သွားလဲ power IC ကိုဝင်သွားပါတယ် second PMU တွေကိုဝင်သွားပါတယ်ဒါဆိုရင်ကျွန်တော် B ဘက်လမ်းကြောင်း DIC ကိုရောက်ပြီဆိုတော့သိပြီ BPH power ဘယ်ကထွက်မှာတော့ DIC ထဲကနေပဲထွက်မှာရတယ်ထွက်မှာလဲ DIC ထဲကနေထွက်မှာအဲ့တော့ DIC ထဲကနေထွက်မယ်ဆိုတဲ့အတွက်အဲ့ IC ထဲကနေထွက်တဲ့လမ်းကြောင်းကိုရှာမယ်ဆိုလို့ရှိရင်ကျွန်တော်ဗာရှိမလဲ quite တစ်လုံးရှိတယ် booster C လေးတစ်လုံးရှိတယ်လို့ပြောတယ်မလားအဲ့ဒီကောင်လေးကိုကျွန်တော်တို့လိုက်ရှာမယ်ဆိုတော့သူ့ကိုကြည့်လိုက်တဲ့အခါမှာ quite ကဒီမှာတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးတောင်ပါပြီဗျာလေးလုံးပါတဲ့အထက်မှာကျွန်တော်တို့က BPH quite ဒီဘယ် quite မှန်းကိုငါတို့မသိဘူးမသိတဲ့အတွက်ဘာကိုလိုက်ရှာမှာလဲ booster C ကိုအရင်လိုက်ရှာမယ်ဘာကိုလိုက်ရှာမှာလဲ booster C ကိုလိုက်ရှာမယ်ဆိုတဲ့အတွက် booster C လေးကိုကျွန်တော်ရှာကြည့်မယ်ဒီကောင်ကကြတော့တစ်ဖက်ကအတန်မြည်တယ်အတန်မြည်တဲ့အတွက်ဒါဘာဖြစ်မလဲ filter capacitor ဒါဆိုလို့ရှိရင်ဒီကောင်လေးကိုတိုင်းကြည့်မယ်ဗျဒီကောင်မှာကြတော့တစ်ဖက်ကတန်ဖိုးပြတယ်185ဆိုပြီးတော့ပြတယ်ကျန်တဲ့တစ်ဖက်ကိုတိုင်းကြည့်မယ်ကျန်တဲ့တစ်ဖက်မှာလည်းဘယ်လောက်ပြလဲ9.4ဆိုပြီးတော့ပြတယ်အတန်မြည်လားground ကြလားမကြပါဘူးခုနဒီကောင်လေးနဲ့ကြည့်လို့နော်ground ကြလားမကြပါဘူးဒီဘက်ကလည်း ground မကြဘူးဒါဆိုရင်ဒီကောင် booster C DC ရဲ့အနည်းဆုံး quantity ဘာ quantity လဲဒီ quantity ဟုတ်လားဒီ quantity ဘာ quantity ဖြစ်မလဲ BPH quantity နိုင်လားမသိဘူးအလွယ်လေးပဲနော်နားလည်လားဒါဆိုရင် BPH quantity ကိုတွေ့သွားပြီဆိုတော့ BPH quantity ရဲ့ connection ဒီဘယ်လောက်ပြလဲ185နှစ်ဖက်လုံးဒီဘယ်လောက်ပြရမလဲ185ဆိုပြီးတော့ကျွန်တော်တို့ကိုပြပါမယ်ပြပြီလား185ဆိုပြီးတော့ကျွန်တော်တို့ကိုပြမယ်ဒါဆိုရင်သူဒီဘယ်ကိုရောက်သွားမှာလဲ main PMU တွေကိုရောက်သွားမှာပေါ့အဲ့တော့ main PMU ဒီအောက်ထဲမှာရှိတဲ့အတွက်ကျွန်တော်တန်ဖုန်းလေးကိုတစ်ချက်လှည့်လိုက်မယ်အဲ့တော့ကျွန်တော်ခုန BPH power ကိုတွေ့ပြီဗျာ BPH coin ကိုကျွန်တော်တို့တွေ့ခဲ့ပြီအဲ့ BPH coin ကနေဘယ်ကိုရောက်မှာတော့ဘယ်မှာတော့ main power IC ကိုရောက်တယ်လို့ပြောတယ်မလားအဲ့တော့ main power IC ကိုရောက်တယ်ဆိုတဲ့အတွက်ကျွန်တော် BPH coin မှာ connection ကိုတစ်ချက်ပြန်ရှာလိုက်မယ် connection ကိုတစ်ချက်ပြန်ရှာလိုက်မယ်ဘယ်လောက်ပြလဲ185ဆိုပြီးတော့ကျွန်တော်တို့ပြတယ်အဲ့တော့185လို့ပြတယ်ဆိုတဲ့အတွက်ကျွန်တော်ဒီ capacitor လေးတွေမှာ power IC ဘေးမှာရှိတဲ့ capacitor လေးတွေမှာ185ဆိုပြီးတော့ပြမယ်ဒါဆိုရင်ကျွန်တော်ဒီမှာကြည့်မယ်ဘယ်လောက်ပြလဲ185ပဲဘယ်လောက်ပြလဲ185ပဲဘယ်လောက်ပြလဲဘယ်လောက်ပြလဲ185ပဲဘယ်လောက်ပြလဲ185ပဲဆိုတော့ပြောချင်တဲ့သဘောကဘာလဲလို့မလို့ရှိရင်ဒီ capacitor တွေကို filter လုပ်ပြီးတော့ဘယ်ထဲဝင်သွားလဲ main power IC တွေဝင်သွားတယ် main power IC ကနေ power key ကိုနှိပ်လိုက်တဲ့အခါမှာဘယ် coin တွေကနေထွက်မလဲဆိုလို့ရှိရင်ဒီ coin တွေကနေ output board တွေကိုထုတ်ပြီးတော့ CPU ကိုလှမ်းပြီးပြင်မှာအဲ့ဒီခါကျမှ power နှုတ်မှာအခုကငါတို့က power နှိုးတဲ့အပိုင်းကိုသွားနေတဲ့အထက်မှာ B back ကိုသိသွားပြီအခုလက်ရှိပါသွားနေတာလဲ BPH power ဒီဘယ်နေရာကိုရောက်တယ်လဲဆိုတာကိုပြတာနားလည်လားမသိဘူးအဲ့ပြီးတော့ BPH power ဒီအာသာဘက်အနေနဲ့ဘယ်ကိုသွားတယ်လဲဆိုလို့ရှိရင်တခြား circuit နေရာတွေကိုလည်းသွားပါတယ်ဒီမှာဘယ်လောက်ပြလဲဆိုလို့ရှိရင်185 186ဆိုပြီးတော့ပြတယ်အဲ့185ဒီဘယ်ကိုရောက်မလဲဆိုလို့ရှိရင်တခြား circuit တွေကိုလည်းရောက်မှာပါတခြားနေရာတွေကိုလည်းရောက်မှာဟော185ဆိုပြီးတော့ရောက်သွားတွေ့လားဒါလေး BPH power ရောက်တာပဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာကြည့်ကြည့်အောင်ဒီနားလေးမှာကြည့်ကြည့်အောင်ဒီနားလေးမှာ185တွေပါရှိလားတစ်ချက်ကြည့်မယ်ဟောဒီမှာ185ဆိုပြီးတော့ပြတယ်ဒါဆိုရင် BPH power ဒီအထက်ကိုလည်းပြန်ရောက်တာပေါ့နားလည်လားမသိဘူးပြောချင်တဲ့သဘောကဘာလဲလို့မေးလို့ရှိရင် BPH power ဒီ power နှိုးဖို့ရန်အတွက် main power IC တွေကိုဒီ capacitor လေးတွေကို filter လုပ်ပြီးတော့ပေးပါတယ်လွတ်လွတ်လေးပဲရပြီလားရပြီနော်နောက်တစ်ပြားကိုကြည့်ကြည့်မယ်ကြာနောက်တစ်ပြားကဒီကောင်ကကြာတော့ Redmi Note 5A ပါRedmi Note 5A မှာကြာတော့ကျွန်တော်ဘာသုံးလဲ VGIC ကိုသုံးတာအဲ့တော့ B battery ဘယ်ကိုရောက်မှာတော့ VGIC ကိုရောက်မှာမလား VGIC ကိုရောက်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ battery အပေါင်းငုတ်ကနေတိုင်းကြည့်မယ်အဲ့တော့ battery အပေါင်းငုတ်ကိုလမ်းကြောင်းရှာကြည့်မယ်လိုချင်တာအနေထောက်လို့ပြောတဲ့အတွက်ဒီမှာ boot လမ်းကြောင်းကိုတွေ့ရတယ်အဲ့တော့ VGIC ရဲ့ pin number ဘယ်လောက်ကိုဝင်တယ်လို့ပြောလဲ73 14ကိုဝင်တယ်လို့ပြောတဲ့အတွက်73 14ဒီနားလေးမှာရှိမယ်73 14တွေကိုဝင်ပါတယ်အဲ့73 14ကိုဝင်ပြီးတော့ VGIC ကနေဘာခံပြီးတော့မှလဲ coin တစ်လုံးကို fish လုပ်ပြီးတော့ BPH power ကိုထုတ်ပေးမယ်အဲ့ဒီ coin ကိုရှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က booster C လေးကိုလိုက်ရှာလိုက်မယ်ဒီမှာ booster C လေးတွေ့ပြီဒီမှာတွေ့လား ground ရှိလား ground မရှိပါဘူး ground မရှိဘူးဒါဆိုရင်ဒီ coin မှာ BPH power ထွက်မှာပေါ့ဘယ်လောက်ပြလဲ3.3ဆိုပြီးတော့ပြအဲ့3.3ဒီဘယ်ကိုရောက်မှာလဲ main power IC တွေက capacitor လေးတွေကိုရောက်မယ်ဘယ်ကိုရောက်မှာလဲ main power IC က capacitor လေးကိုရောက်မယ်အဲ့တော့ဘယ်လောက်ပြမလဲ3.3မတွေ့လား3.3ဆိုပြီးတော့ပြဒီမှာလဲ3.3ဆိုပြီးတော့ကျွန်တော်တို့ကိုပြဒီမှာလဲ3.3ဆိုပြီးတော့ပြဟုတ်ပြီနော်ဒါဆိုလို့ရှိရင် BPH power ဒီဘယ်လေးရောက်သွားလဲ main power IC လွတ်လေပဲနော်မခက်ဘူးနော်ခက်တာမဟုတ်ပါဘူးအဲ့တော့နောက်ထပ်တစ်လုံးကိုကြည့်ကြည့်အောင်နောက်ထပ်တစ်လုံးကကြတော့ကျွန်တော်ဒီတစ်ခါကျတော့ Samsung လေးနဲ့ကြည့်ကြည့်အောင် Samsung လေးပါဆိုလို့ရှိရင်တော့ကျွန်တော် battery connector က B back ဘိုးလေးဒီဘယ်ကိုရောက်မှာလဲ charger IC ကိုရောက် charger IC ကိုရောက်သွားပြီဆိုတဲ့အတွက် charger IC နားမှာကျွန်တော် booster C လေးပါလာတစ်ချက်ကြည့်အောင် over range ဒီကြားထဲမှာရှိတယ်နော်အဲ့ဒီကြားထဲမှာရှိတဲ့အတွက်ကျွန်တော်ဒီမှာ charging coin ကိုကျွန်တော်တွေ့ရတယ်ဒါ BPH coin ပဲ BPH coin မှာ connection ဘယ်လောက်ပြတော့ connection မပြဘူးဆိုလို့ရှိရင်တော့ဒီကောင်coin တွေပါနေပြတ်နေတာနေမှာပေါ့နောက်တစ်ပြားရှိသေးတယ်ဗျနောက်တစ်ပြားပြောင်းပါ
ငါပြဒီမှာဒီကောင်ကနည်းနည်းလေးကျိုးနေနော်နည်းနည်းနာနေအဲ့တော့ဒီကောင်ကဘာဖြစ်မလဲ BBH coin ပေါ့ဘယ်လောက်ပြလဲ338ဆိုပြီးတော့ပြတယ်330ကျော်ပြတယ်ပေါ့340လောက်ပြတာပေါ့ဟုတ်ပြီနော်340လောက်ဒီဘေကိုရောက်မှာနော် main power IC ဘေကိုရောက်မှာmain power IC ဘေမှာ DC လေးတွေကိုရောက်မှာဟောဘယ်လောက်ပြ340လောက်ရောက်ဒီမှာလဲကျွန်တော်တို့ဘယ်လောက်ရောက်လဲ340လောက်ဆိုတော့ပြောချင်တဲ့ဘောကဘာလဲ BBH power ရောက်သွားတယ်ဆိုတော့ကိုပြောချင်တာဟုတ်ပြီနော် B band နဲ့ BBH power ကိုတိမှကျွန်တော်တို့ဘို့တိုင်းတဲ့စနစ်ကိုတွားမယ်ဟုတ်ပြီလားအဲ့တော့မင်းတို့ကဒီမှာscircuit ပြားတွေအများကြီးရှိတယ်ဒီဆက်ပြားတွေအကုန်လုံးကိုပါရှာမှာလဲ BBH power လမ်းကြောင်းနဲ့ B band လမ်းကြောင်းတွေကိုလိုက်ရှာပါမယ်ရမလားရရင်နော်အဲ့တော့အခုချက်ချင်းတွားရှာပါ